လေးပြောင်းတဲ့တွေချိုင်နေမွေးဆိုတဲ့ကမဲ့တင်ညာလေးပြောင်းတဲ့တွေချိုင်နေမွေးစွာရခုံကကြမှာနီနီရောက်လေဟာရခုံကကြမှာနီနီရောက်လေဟာရှင်နေကိုတဲ့ထီအောင်ပဲချစ်နေစီလာလာအော်ချစ်နေစီလာလာချစ်နေစီလာလာဆိုတဲ့ကမဲ့တင်ညာလေးပြောင်းတဲ့တွေချိုင်နေမွေးဆိုတဲ့ကမဲ့တင်ညာလေးပြောင်းတဲ့တွေချိုင်နေမွေးစွာရခုံကကြမှာနီနီရောက်လေဟာရခုံကကြမှာနီနီရောက်လေဟာရှင်နေကိုတဲ့ထီအောင်ပဲချစ်နေစီလာချစ်နေစီလာချစ်နေစီလာAli come. Mai lo baru tua juga, dan ini ada lu sini. Wah. Ya, harus dibuat dulu sih. Channel view ni, kau tahu ya. Tahu mah, mana ni? Ini aku ini aku hindi ni buat. Oh view ni ni buat. Ni buat. Ya, mimi ngaruh di ngaruh tu sih jangan dia agak ni. Ya, itu dia. Ya, udah tu muya ni beri buat ni. ကျွန်တော်တို့အခုရန်ကုန်ရဲရောက်ချင်းဒီတိကဆန်နဲ့သွားမယ်မြို့တစ်မြို့ရှိရဲဟုတ်လားအဲကျွန်တော်နေမြို့လေးပေါ့ဗျာအေးပြောအဲ့ဒါတော့ကျွန်တော်ရုပ်ခုချက်လေးပတ်တော့မရှင်းနဲ့လေးပတ်တော့ကြောက်ဟုတ်ဒီပတ်တော့ဒီလိုကြည့်နည်းနည်းတော့ကြောက်လိုက်တယ်အဲ့ဒီမြို့နေမှာသွားတာပါဗျာကဲလေးပတ်တော့ပြီးတော့ကြောက်တဲ့မြို့နေမှာကြောက်ကုန်းဒီပတ်တော့ကြောက်ကုန်းအဲ့မှာတော့ကပါဟယ်လိုလာမင်းလည်းတော့ဒီလေးပဲထောက်အားထောက်မင်းလည်းထောက်ပါနော်မင်းကတော့မကြောက်ဘူးဒါလုံးဝအရသာစီစဉ်ယူနေအရသာစီစဉ်အားခိုင်းတော့လည်းမတော့ငါခိုင်းတယ်လို့နော်ငါခိုင်းတယ်လို့ငါအေးစီပဲမင်းတော့ဖြစ်သွားတယ်ကိုယ်နေစားရတယ်ဟိုမောင်ကိုယ်ဒီကိုခုအဲ့မြင်မှာတော့ဘာလဲဒီမတော့ဘယ်မျိုးပြောရတော့ကိုကြံကိုဖြီးကိုကြံကိုကုန်းလာသားလာလေးပဲပြန်တော့ပဲဘာလို့ကြည့်မလို့ကြည့်ထောက်ဒီကပြင်းလာခုနကမကြောက်တော့မာသွားပြီအရမ်းမာနေပြီမာပြီးကျွန်တော်ကချင်းလေးတစ်ခုလိုက်ဆိုပါမယ်ရှင်းအဲ့ဒါလိုက်ဆိုဘန်ငါရောတော့ဒီထွန်းလေးကြောင်းနေပြီဟေးအဲ့ဒီတော့ကြောက်ပါလားဟာအဲ့ဒီတော့ကြောက်တကုန်းအဲ့လိုလေဒါဒီလိုထားတယ်ငို့လို့ထိုင်ရောင်းအောင်ပြီပေါ့လင်းအားကြအဲ့လိုပြင်းလိုက်ကြဟုတ်ပြဟုတ်မဟုတ်တယ်မလို့အားလို့ဟာရှာအဲ့ဒီနိုင်ငံမှာသွားကမှာဘယ်နိုင်ငံလဲဖင်လန်မကြမ်းတဲ့ဟာကြီးမရတာရှိလားကျွန်တော်တို့နိုင်ငံခြားရောက်နေပြီနိုင်ငံတော့နိုင်ငံခြားသားဟာဘူကြီးတွေလို့ပြောတယ်ဟုတ်တယ်ခင်ဗျားကဘူကြီးကြောက်ဖြစ်သွားပြီဗျာဟောနိုင်ငံခြားသားကြောက်ဖြစ်သွားပြီဘူကြီးပြောတယ်အဲ့ဘူကြီးကြောက်နေတယ်လက်ချောက်ပြီးထွက်အဲ့ဒီမှာရှာကိုဒီတော့အာရဘယ်ကိုရှာလဲအဲ့တော့ဝိတ်ကိုအားတော့အဲ့ဒီနိုင်ငံမှာတော့ကမှာဗျာဟာနိုင်ငံဘူကြီးပြောတယ်ပတ်ပြီလားအဲ့လို
လို့အဲ့ဒီကမှထားတယ်ပြည့်စရာမလိုတော့ပြည့်တဲ့ဒီလေးလာဟာရတာရတာဘာလို့ယူတယ်နည်းနည်းမအဲ့နိုင်ငံမှာတော့ကမှာအဲ့နိုင်ငံမှာတော့ကမှာအဲ့နိုင်ငံမှာတော့ကမှာနိုင်ငံလည်းကိုကျဲဘယ်နိုင်ငံမှာမဟုတ်စောက်နေကြလို့ခိုင်းဘာလည်းရောက်ဖို့နေအဲ့ဒါကျွန်တော်ဒီမှာကင်မရာရှိတယ်ကင်မရာကိုကျွန်တော်တို့ရိုက်ခွင့်မပေးပေးမယ်ကျွန်တော်ကင်မရာလေးတော့ဗီဒီယိုမြင်ရတယ်အဲ့တော့ရိုက်တာကျွန်တော်တို့ညာကိုချစ်လို့ဒါ record နေနေယူတာ YouTube ပေါ်တက်သွားတာဖြစ်ဖြစ် online ပေါ်ရောက်သွားတာဖြစ်ကျွန်တော်တို့ကပြည်တဲ့နဲ့တွေ့လို့ရှိရင်ကျွန်တော်တို့အမှုပညာသမားတွေဆိုတာစိတ်လွတ်ကိုလို့ဖြစ်သွားတတ်ကြပါတယ်ဒါပါပြည်တဲ့သမားတိုင်းဓမ္မတာပါမှန်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကစိတ်လွတ်ပါလို့ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်အဲ့တော့ YouTube ပေါ်တက်သွားလို့ရှိရင်တော့ကိုယ့်အစား keep it လုပ်တာပါ online မှာမတင်ပါနဲ့ဒါ request ပါလူညွတ် request ပါပေါ်ရောက်တင်လို့ရှိရင်ကျွန်တော်တို့ကလည်းအလုံးခွေးပြစ်သွားနိုင်ပါတယ်ကြီးရတော့ကျွန်တော်ပါမယ်ခဏလေးကိုကျဒီပါဒီကျွန်တော်နောက်တဲ့ယောက်ျားမရှိတဲ့နိုင်ငံမှာမိန်းမမရှိတဲ့နိုင်ငံမှာသွားကြအောင်မိန်းမမရှိတဲ့တိုင်းပြည်မရှိဘူးရှိတယ်မိန်းမမရှိတဲ့တိုင်းပြည်မှာသွားကြပါဘယ်တိုင်းပြည်ပါရာဂွေးဟုတ်လားအဲ့ဒါအဲ့ဆိုရင်ငါယူရိုဘက်မှာပဲကွာယူရိုဘက်ပါယောက်ျားတွေမနေတဲ့လမ်းတလမ်းမှာတော့တာအောင်ယောက်ျားတွေမနေတဲ့ယူရိုဘက်ဘာလဲအောက်စဖို့အော်ယောက်ျားတွေအောက်စဖို့ပါလာခွင့်တော့ဒီပြောင်းပြောပါလားဟောဒီမှာပေါ့ပြကျွန်တော်တို့နိုင်ငံသားတွေသွားကြတယ်နိုင်ငံတော့ငါတခုပေါ့နော်ဒါကတော့ဒေသနာဘုဟုတုတအနေနဲ့ငါလေ့လာတာပေါ့ဟုတ်ကဲ့ငါတို့မြန်မာနိုင်ငံမှာကျတော့ငါတို့ဘာပဲဆက်စားလေးဥမာပေါင်မုတ်လေးတွေစားတယ်ဟုတ်တယ်ပေါင်မုတ်ဆိုလေသူပါတယ်သူငါတို့ကိုလူမျိုးလေးကိုတော်စားတယ်ဒီလိုလေးပဲဟုတ်တယ်ယူရိုဘက်ပဲထွက်တယ်အမေရိကပဲလာတာပေါင်မုတ်တွေဆိုလို့ကြီးဟိုမှာဗီဒီယိုမှာတော့ကြီးအေးပေါင်မုတ်တွေကြီးရှိနော်ဘယ်လိုဘာသာအင်္ဂလိပ်တိုင်းသွားစားတယ်ဟုတ်တယ်အင်္ဂလိပ်သွားစားလို့ရှိရင်ဘာဒီမှာလဲနန်ပြတဲ့ဖေးနဲ့စားတာစားတာပဲစားတော့နန်ပြလေးဆိုတော့ပြီးတော့ဟုတ်တယ်တော့ဒီအမေရိကရောက်တယ်ကျွန်တော်နန်ပြအဲ့လိုကြီးတော့မဆင်းတာဘာကြောင့်လဲအေးဘာကြောင့်လဲဟုတ်တယ်အဲ့တော့သူကဂျုံနဲ့လုပ်တဲ့မုတ်ဒီမှာဂျုံနဲ့လုပ်တဲ့မုတ်ဒီမှာသူကအကုန်လုံးစော်ရထည့်ရဟုတ်တယ်စော်ရထည့်ရတယ်အဲ့တော့မင်းရတော့စော်ရထည့်တာများတယ်စော်ရများသွားလို့ကြီးသွားစော်ရများရင်ကြီးတယ်အဲ့တော့ဒီနိုင်ငံကဘာမှမလေးရဲ့ဒီနိုင်ငံရောက်တာကြီးသွားဘာလို့စော်ရများလို့ဟာပေါင်မေစော်ရထည့်တာများတယ်ပေါင်သားလို့ဒီလေနိုင်ငံသားလူရဲ့ခွာတယ်လေအဲ့ဒါစော်ရများလားစားတယ်အစားကဝါပေါင်မို့လေလူကစော်ရပေါင်သားစော်ရများဟာဘုရားရတော့မရှိရတယ်အင်္ဂလန်မှာလေကျွန်တော်အင်္ဂလန်အရင်ဆုံးရောက်တော့ဟုတ်တယ်ကိုကျအရန်အားကြရတဲ့ကိစ္စရှိတယ်အမေရိကန်နိုင်ငံရန်တွေ့တယ်တော့သူတို့ကသားတွေပဲမောင်းလို့ရှိရင်လိမ့်စာမလို့ဟုတ်တယ် post code တစ်ခုပဲပြီးဟုတ်တယ် GPS မှာနေတယ်ဒီနေလိုက်ပြောအဲ့ဒီ GPS ကဆက်ကန်ညွှန်နေတယ်နော်next ဘက်တော့မှာ turn to the right တဲ့ဒီတော့ပါဦး next ဘက်တော့မှာအဲ့မှာ B point ရှိတယ်အဲ့ဒါ turn to the left ဟာအဲ့ကအရှင်းတော့ကြောက်အရင်တော့ကြောက်တော့ငါလမ်းနဲ့မတက်ဘူးအိမ်ကိုပို့စားတယ်ငါကမှ GPS တက်ပြီးလေးစိတ်ကိုလာချင်ဟာကိုဒီဟာကိုသူ့ရဲ့လက်တီနေတာနဲ့ကတိပဲနဲ့လမ်းချိုးလိုက်ဒါကြောင့်တောင်ရှိပြီးတက်ပြီးလိုက်ဒါဒီဘက်ကဒါလေးစိတ်ကလည်းဆင်းလာကားဝတ်တက်ပြီးတော့စီရန်ကလည်း GPS ကိုအိမ်ကိုတီးတယ်ဘာတော့တော့မောင်လည်းရှာရှိတာလေလက်ရှာရှိရအဲ့ဒီစားတက်ရတယ်ရတယ်ပြီးတော့ GPS တက်သွားမယ်တောင်းတော့တန်းတူရာညာပြီပါနောက်ဘယ်မိနစ်မှာတန်းတူရာဒါဆောင်းပါGo straight. Ah, okay. Just to the right. Just to the right. ဟာအဲ့တော့မဝီးပါဘူးနော်။ဒီမှာအဲ့တော့ကျွန်တော်မြင်ကြတာ။ဒီတဲ့ဆိုအဲ့လိုပြော။ဘာလို့ဘယ်ပြီးတော့ဘယ်ရောက်သွား။ Is it? တော့အဲ့ဒါပြောတာ technician အင်းစိတ်မှာပဲရှိတယ်။အော်အဲ့မှာ GPS ပြင်လိုက်ရ။ GPS ပြန်လို့သွားနေတာ။ပြင်လိုက်တာ။တော့ကြာတယ်။ငါတို့ပါ။ချော့တယ်။ဒီသားတည်ဒါတော့အဲ့ဒီထွန်းတော့ဆိုလည်းပြောအောင်မယ်နော်ဒါပြီးကျွန်တော်ပြောပြတာထွန်းတော့ကျွန်တော်ဒီလေဟုတ်တယ်ဒါကရန်ကုန်မှာတော့လုံးဝတရုတ်ဆောင်အဆိုတော်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါပြီးတဲ့ဒီနဲ့ငါကအရင်နွေးနွေးဖြစ်နေတော့ရန်ကုန်မှာဒီလိုမနေဘူးဘယ်လိုနေလဲဒီလိုမနေဘူးဒီတော့အရန်ကိုကင်းကြီးနေနေထွန်းတော့ဆိုလို့ရှိရင်အိမ်၃လုံးပိုင်ရန်ကုန်မှာအိမ်ဆိုကျွန်တော်ဒီလိုအပတ်သက်ပြောတော့မဟုတ်တော့ channel ဝင်အိမ်ကြီး၃လုံးပိုင်တယ်ဘုံလီသားပြောတော့ကိုပြီးတော့မင်းတို့ချင်းအားပြီးနေတယ်လေမင်းတို့သူတို့ကိုပြီးမှာမို့အဲ့လိုမျိုး
စီးစရာကားနော်စီးစရာကားကြီးသူ့မှာကျွန်တော်မြန်မာပြည်က3-4တောင်ပေးရတဲ့ကားမျိုး4စီးရှိတယ်ဟုတ်တယ်ဘယ်အောင်စစ်တော့ပြီးသားဂုံယူဖို့လေဒါပေမဲ့ကျွန်တော်တကယ်ချင်းနေဒီတို့ကျွန်တော်တို့နော်မိုးမိုးတို့ရင်းပြီးတို့တင်ပေါင်းဆောင်လို့ဘော်ရီပဲဒါပေမဲ့သူနဲ့တွေ့ကြလို့ရှိရင်ဒီတိုင်းတွေ့လို့မရအောင်ဟာသူ့ရဲ့ body ကအယောက်20ရှိပါတယ်သူတို့တစ်စင်းပြီးတစ်စင်းအဲ့လိုမျိုးမင်းများဆိုနေတော့သူစီရောက်တယ်ပြောအဲ့လိုမျိုးနောက်ဆုံးလေသူ့ကောင်မလေးတွေ့ကြလို့ဆို body ကအယောက်20ဖြစ်တယ်သူစီရောက်တော့မျိုးမျိုးပဲအဲ့ဟုတ်တယ်လားယူဟာတော့ body ကသူ့ပဲ body ကကြောက်လို့ဖြစ်နေအောင်မလို့တော့မျိုးမျိုးဝင်ချင်တယ်အဲ့တော့အခုတစ်ခေါက်ကကျွန်တော်အချိန်ကကျွန်တော်အရန်ကိုနေနေဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ပြည်သက်ကအများကြီးပြောချင်တယ်ဒါတော့ကျွန်တော်2ယောက်တည်းမလို့တင်အောင်ဆောင်မနဲ့3ယောက်ချင်း4ယောက်တည်းမလို့ကျွန်တော်အဖွဲ့လိုက်ဆိုလို့ရှိရင်ကျွန်တော်လုံးဝပြီးတော့ယုံကားထားတဲ့လူတွေအချိန်ကိုနောက်တဲ့2နာရီတော့တိုးရတဲ့နေရာဖြစ်တယ်အဲ့တော့နောက်နေ့ကျလို့ရှိရင်အများကြီးအခုတော့ကျွန်တော်အချိန်ကိုကြည့်ပြီးကျွန်တော်အလုပ်လုပ်နေကြတယ်အဲ့တော့တင်မောင်ဆက်နေဝင်းရဲ့ဘာဖြစ်လဲဟုတ်လားလေဘာဖြစ်လဲတော့ဒီစိတ်မှာမဖြစ်လို့ကျွန်တော်ဟိုဘာလဲအပေါ်တော့အိမ်နာလိုက်တော့ပစိုးလေးနဲ့တော့ဒီ security လာမယ်တော်ကြီးကျွန်တော်ဘာဖြစ်လို့လဲဆိုပြောတာကျွန်တော်မင်းသားမဆက်တယ်သူကအင်္ဂလိပ်လိုပြောနေတာပေါ့နော်မင်းသားကကိုကြီးတော့မြန်မာနိုင်ငံပြည်ဘယ်လိုလဲမင်းတရားမင်းသားဟုတ်ပါတယ်ကျွန်တော်မရှုံးဘူးလားဘေးမဝင်တာကျွန်တော်အမြဲတမ်းတွေ့နေဟုတ်ပါတယ်ကျွန်တော်ဝစားရေးကြည့်ရတယ်မရှုံးဘူးတယ်မင်းဟုတ်ပါတယ်ကျွန်တော်အဲ့ဒီကမင်းသားပါသိကြရလားပြောတယ်ဟုတ်သိကြပါတယ်ဘာဖြစ်လို့လဲဆိုကိုရှင်းတော့ဘာဖြစ်လို့မေးရလဲမဟုတ်ဆောက်ပါတယ်တခြားကနေမြို့တော်မှာမြန်မာဘွဲလောက်ပြန်ကြတာပြောလေမြန်မာဘွဲများတယ်မင်းတို့လာတယ်မင်းတော့မလာဘူးသေးဘူးကိုရလေမိသားနဲ့မှာမဟုတ်တော့မိမကယောက်ျားလာမေးရပြောဒီကောင်မလေးချောတယ်ဆိုပြီးကဲရွှေစင်နော်ဟုတ်တယ်ဟိုလည်းဒါအခုမှတော့မိတ်ဆွေတွေဖြစ်ကြပြီးတော့အခုကမဆက်အောင်နော်မင်းသားမနဲ့တမန်မဆက်အားဆက်နေနဘာတဲ့နိုင်မထူးကြအောင်နော်ရွှေစင်ကိုရေကိုဆိုင်ရေဟောကိုလူကမယ်နော်ကမှာဟောပြီးစကားမယ်ကန်ကကိုရတယ်ကိုရတယ်ကဲညမကြတိုင်းတစ်စက်အော်ရွှေလက်ခုတ်တယ်ဘောလုံးကြီးနဲ့ချက်အောင်လုပ်လိုက်တော့ငါကမီးရပါယူချောနေတယ်ရွှေလက်ခုတ်တယ်ဘောလုံးကြီးနဲ့ချက်နဲ့အတားကမီးရပါယူချောနေတယ်ဇာမီရဲ့ဘိတ်မန်ဇာမီရဲ့ဘိတ်မန်အယူကဝတ်ထားဆွဲဆူဆူညာပါလည်းလို့ဇာမီကတဲ့အဖေတော်ဒီမရွေးပြောစင်လို့ဒီလိုက်ပါနဲ့ရွှေလက်ခုတ်တယ်
သားပဲ ဒါမှမဟုတ် မင်းသား ခင်ဗျားပါသေးပါ